ဥရောပညာချမ်းဒီမှာစွမ်းကုန်ပွင့်လန်းမဲ့အပြာရောင်ပန်းလေးတစ်ပွင့်ကိုမျော်လင့်ခြင်းကတိကတာနဲ့ရှေ့ကြစွာစောင့်စားခဲ့ရတဲ့အခိုက်အတန့်တွေဟာတကယ်ပဲရောက်ရှိလို့လာခဲ့ပါပြီ။ဘေးတော်ရဲ့စိုးမိုးခြင်းအရေးအာဝါဒအောက်မှာမကြောက်ရောက်ခဲ့ရသလိုဘေးဘီယန်တင်းရဲ့ရားလက်တွေမှလည်းမမိခိုခဲ့ရပါဘူး။နေမရှိလဲရအောင်ရှင်သန်ပြီးတော့ရီမထိလဲလမ်းမဲ့ပန်းဟာလန်ဒန်အနောက်ရက်မှာတကယ်ကိုငွားငွားဆွတ်ဆွတ်တင်းတင်းတက်တက်ပါပြီ။ဆဲဆူတန်တွေညီညူတန်တွေနဲ့တူဖြတ်တန်းခဲ့ရတဲ့ခက်ခဲဝေကာလတွေဟာအဆုံးမကတိနောက်ဆုံးလိုက်ကချလိုက်ခြင်းမျိုးဖြစ်ပါစီ။ဒီကလပ်ကိုစိတ်နေပြီးတော့အားပေးခဲ့ကြတဲ့အပြောင်ပရိသတ်တွေအတွက်မာရစကာရဲ့နှစ်သိမ့်ခြင်းလက်ထက်ဖက်နဲ့ငါတို့ရဲ့မျက်ရည်တွေကိုတိတ်ဆိတ်ခဲ့တယ်။ထိုက်တန်သူမိဒီကထိုက်တဲ့တော်အရက်မှာရှိပါစီဆိုတဲ့မှန်ကန်တဲ့တစ္ဆာတရားဟာစနီယာလာထွေရဲ့တီးသွားချက်ပို့ပြီးတော့ချုံမြိန်စီမှာမှန်ပါပဲ။ချန်ပီယံလိတီးသွားတွေလွင့်ပြန်လာအောင်မင်းစတန်ဖို့ဘရိညာချမ်းဒီမှာကော်ဖီတစ်ခွက်နဲ့အသက်ဆက်ခွင့်အချိန်ကာလတွေကချုံမြစွာပြန်လည်ရောက်ရှိလာကြပါလိမ့်မယ်။မလို့သူတွေမုံလို့ပြောတဲ့စကားတွေကဒီပြာရောင်ကလပ်လေးဒီနောက်3နှစ်လောက်ထိဘယ်ဥရောပဝင်ခွင့်မှရလိမ့်မည်မဟုတ်တယ်လေ။ဒီလိုရုပ်တိမတန်သောစကားကိုအဟုတ်လို့ရေးဆိုခဲ့သူကမိုးယိုနေတဲ့ Old Trafford ရဲ့ကျောင်းတနေရာမှာငူဝဲစင်နေလေဦးမယ်ချစ်ချစ်မချစ်ချစ်အကျဉ်းသားအမှန်စင်ဒီအပြာရောင်ကောင်းကင်အောက်မှာရှိနေသူမာရက်စကာထန်မျက်နှာချင်းစာကျွန်တော်တွေပေးဖို့ရင်အောင်မြင်ပါစေတည်မြဲပါစေအတွန်းရှည်ပါစေရာရာကိုစိုးမိုးနိုင်ပါစေဆိုတဲ့မေတ္တာတွေနဲ့ဆုတောင်းပေးကြရပါဦးမယ်အားမလို့အားမရခြင်းစေရေးတိုင်းထွာခြင်းအပြစ်တွေညှဉ်းညူခြင်းတွေဟာဒီကလပ်ကိုချစ်လို့ဒီကလပ်ကိုအောင်မြင်စေခြင်းလို့ဒီကလပ်သာအရာရာဖြစ်ခဲ့လို့ဆိုတဲ့နားလည်မှုနဲ့ရှေ့ရှုပြီးဒီအီတလီသားကိုလက်ညှိုးညွှန်ရာရေးဖြစ်စေချင်တာကလေဒီအပြာရောင်ပရိသတ်တွေပါပဲချစ်တယ်ဆိုရင်စိတ်ချမ်းသာအောင်တော့ထားတင်တယ်မလားညီပြเจ้าအနေနဲ့အဲ့လိုတက်တည်တာပြနေရင်တော့ခေါင်းမော့တင်ပြီးတော့ဘောမပေးနေဖို့လဲဝင်မလေးကြတာကဒီအပြာရောင်ပရိသတ်တွေပါပဲဒီနေ့မှာဒီအသင်းပေါ်တာဝန်ကြီးခဲ့တယ်လို့ယူဆခဲ့တဲ့အတွက်ခင်ဗျားကနောက်ထပ်စမ်းသက်ခံမှုတက်တည်ပြနိုင်မှုအချိန်ပေးခြင်းနဲ့ထိုက်တန်ပါတယ်ရှီလီယာလာရဲ့ခီးချမ်းအတွက်ဂျက်ဆန်ထက်ရရသားတွေတိုက်စမှုတို့လိုကိုလိုအပ်နေသေးတယ်မဟုတ်လားကိုသမားနေရာမှာဘက်ထရီပြန်အောင်လာမင်းစနဘတ်တယောက်နဲ့လက်ဘက်အရင်တယောက်လိုတွေအီဇီလိုနီကိုဝီလီယံလိုရီဂါရိုဒီကိုလိုတောင်မန်2ယောက်အနည်းဆုံး1ယောက်သာထက်ရခဲ့ရင်ချင်းလေးကိုအတောင်တက်ပေးလိုက်တယ်လို့ဘသူကတောပရင်လဲရဲလို့သွေးလို့စမ်းခွင့်ရလာမေးချင်ပါ යි မန်ကန်နဲ့ကစားသမားကိုမှန်ကန်အောင်အသုံးချနိုင်မှုတော့တိတ်ကိုအရေးကြီးပါ යි ဒါမရောက်သေးတဲ့အနာဂတ်ကိုမရေတရေမှန်းဆကြည့်ခြင်းတတ်ပါပဲဟိုက်လဲမဟိုက်တယ်လို့ကြိုက်လဲမကြိုက်ပါဘူးကောင်းကင်တစုံအဝီစီတစုံကြောင်းအောင်ဟိနေအတန်ပါပဲငါတို့ဥရောပကိုပြန်လာပြီပေါ့ငါတို့ကလပ်ကို Forest တော်မှာရှောစီခြင်းပြီးသူတို့လိုတပတ်တပွဲပဲကန်စီခြင်းနဲ့ဟိုအဝီစီဖန်လေးတစ်ကောင်တော့အားနာပါ යි တင်းတို့ဆူတောင်းနေမပြေခဲ့ပါဘူးသို့သောဘက်တီယူနိုက်တက်ဂျန်နေသေးလို့အားမလျှော့ပဲနေဂူတွေကနေအားပေးလိုက်ကြပါအောင်ခင်ဗျာဟာမင်းအဲ့လိုတော့မပြောနဲ့လေကွာစတာပါလို့ဘိုင်းရှင်အပြောင်းလဲကြောင်းရင်းရိုင်ခဲ့ရတဲ့ငါတို့ရဲ့အနာဂတ်တွေဟာ3နှစ်ကြာမှတော့ပြန်လည်ဥမောလာနိုင်ခဲ့ပြီလို့ဆိုရမှာပါအပြာရောင်ပန်းတခင်ရင်မွေးရင်နဲ့တင်းတင်းဟာပြီးတိမ်မှသည်မင်းနှလုံးသားတွေထိစွတ်ပြတ်နေပါစီပြာကောင်တို့ဒါဟာပျော်ဆုံးအခိုက်အတန့်မဟုတ်ခဲ့ရင်တော့ပျော်လို့ရတဲ့အခိုက်အတန့်မျိုးအပြာရောင်အနာဂတ်ကိုမန်းဆရင်ခုံရင်းနဲ့ငါတို့ရဲ့ယာတီပြောင်းချိန်ဟာတကယ်ကိုလာပလို့နေခဲ့ပါပြီ